Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဇင်တို့မိသားစုနဲ့အတူ Utah မှာ Thanksgiving Point ဆိုတဲ့နေရာရှိတယ်ဗောနော်အဲ့မှာရှိတဲ့ Mountain America ကဖွင့်ထားတဲ့ Museum of Ancient Life နော်Dinosaur ပြတိုက် Dinosaur Museum ကိုဇင်တို့မိသားစုနဲ့တူလိုက်ခဲ့ကြနော်မျိုးတို့နော်ဒီမှာကဝင်ချင်းမှာကဒီမှာသူပြထားတာက Dinosaur ရဲ့အယိုးပြတိုက်ပေါ့နော်ဒီမှာဒီ Dinosaur ခန္ဓာကိုယ်ရဲ့အယိုးကျွင်းရုပ်ကြံကိုမြင်ရမှာဖြစ်ပါတယ်ဒီကနေ့ဆိုရင်သူ့ရဲ့ဒီ Dinosaur Museum အရန်ကိုကြီးပါတယ်ဒီမှာဆိုရင်ဒါဝင်ပြီးလို့ရှိရင်ဒါဒိုင်နိုဆောရုပ်တုအကြီးကြီးတွေဒီလိုမျိုးရုပ်တွေဆိုအများကြီးပဲအထဲမှာเนาะဒါပေမဲ့ဇင်ဒီအရင်ရိုက်ထားတာတော့အများကြီးရှိတယ်ဒီတစ်ခေါက်ကတော့ဇင်တက်လောက်ပဲရိုက်ထားလို့အတူပဲတွေ့ရလိမ့်မယ်လို့ပေါ့เนาะဒီမှာဒိုင်နိုဆောအမျိုးအစားတွေပြီးတော့အမှသူဒိုင်နိုဆော lab လည်းရှိတယ်အမှစိတ်ဝင်စားတဲ့ကလေးတွေအတွက်လေအမှသူရဲ့ staff ရှိတယ်အမှ staff member တွေရှိတယ်သူရှင်းပြတယ်ကိုကလေးတွေမေးခွန်းလေသူတို့ကရှင်းပြတာပေါ့နော်စိတ်ဝင်စားတဲ့ကလေးတွေဇင်တို့ကဒီနေရာကိုမကြာခဏလာဖြစ်ပါတယ်ဘာဖြစ်ဆိုတော့ membership လုပ်ထားတော့လေအရင်ကဆိုအရှိတွေအများကြီးရိုက်ထားတာရှိတယ်ဇင်ရှာမပြန်မရှာဖြစ်တယ်လို့အခုဒီတစ်ခေါက်ရိုက်ထားတဲ့ဥစ္စာနဲ့ပဲဇင်တင်ဖြစ်တယ်ဒီနေရာကဒိုင်နိုဆောအယိုးတွေအတွက်ကလေးတွေမှတ်ညံကောင်းအောင်ပေါ့ဘာဒိုင်နိုဆောမျိုးစားလဲဆိုပြီးတော့အဲ့ဒိုင်နိုဆောခေါင်းကိုကြည့်ပြီးတော့အဲ့မျိုးဘဟေဒီပေါ့နော်ဘဟေဒီစော်တဲ့နေရာပေါ့ဒီနေရာလေးဆိုကလေးတွေသူတို့အရန်ကြိုက်တယ်ပေါ့နော်ဇင်ကတော့ဒိုင်နိုဆောနဲ့ပတ်သက်တဲ့ပုဒ်တလုံးဝမရှိပါဘူးဘာဒိုင်နိုဆောအမျိုးသားလည်းမသိဘူးပေါ့နော်ဆိုတော့ဒါနည်းနည်းပပလောက်နည်းနည်းပပပြတာပဲတကယ်သူ museum အရန်ကြီးတယ်ဒါပေမဲ့ဇင်ကနည်းနည်းလေးပဲဒီမှာရိုက်ပြထားတယ်တကယ်တမ်းကျတော့ဒီ museum မှာ2နာရီ3နာရီလောက်ကအตาလေးပေါ့နော်ဟိုလှည့်တာနဲ့စော်တာနဲ့ဆိုရင်လေအမျိုးဟိုအချိန်ကုန်လို့ရတယ်ကလေးတွေကိုအိမ်မှာထားပြီးတော့ screen time မကြည့်ဖြစ်အောင်ဒီလိုခေါ်လာရင်ဒီနေရာမှာဆိုရင်တဲတွေနဲ့ဒိုင်နိုဆောအရုပ်တွေနဲ့ကလေးတွေကတနားရီလောက်အေးဆေးပဲသူတို့စောနိုင်တယ်ဒီမှာစောလိုက်ပြေးလိုက်လွှားလိုက်ဟိုဘယ်လိုပြောမလဲဒီသူတို့ကြိုက်တဲ့ပုံစံလေးပေါ့နော်သူတို့ပျော်နေရစဉ်အရန်ကြိုက်တဲ့ကလေးတွေဒီကိုခေါ်လာရတာလေနော်ဟိုပျော်စရာလဲကောင်းတယ်ကလေးတွေတက်လက်အချိန်တက်တိတ်ပဲရှိစေတယ်